Hello ဟိုတလောကဆရာကြီးဒေါက်တာစိုးတန်း share ထားတဲ့ content တွေထက်က not forgetting ဆိုတဲ့ usage လေးကို sharing လုပ်ပေးချင်ပါတယ်apply တော့ပုံမှန်ဆိုရင် forget ဆိုတာကမေ့တယ် not forgetting ဆိုတာမမေ့ချင်းမေ့ထားလို့မရဘူးဆိုပြီးတော့ဘာသာပြန်လို့ရတယ်ပေါ့နော်ဒါပေမဲ့တချို့ context တွေထဲမှာ not forgetting ကas well as including also ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဥပမာအဖြစ် apply တော့ကတစ်ခုခုကို list လုပ်ပြီးပြောချင်တဲ့အခါမှာဒါအပြင်နောက်ထပ်ဒါလည်းပါသေးတယ်ဆိုတဲ့အနေနဲ့သုံးလို့ရတယ် for example we had to buy some bread milk sugar not forgetting coffee ငါတို့ပေါင်မုတ်တွေနို့တွေနွားနို့တွေတကြားတွေဝယ်ရအောင်မယ် coffee လည်းမေ့ထားလို့မရဘူးနောက်တစ်ကြောင်းကကြတော့ we had a great trip amazing local food friendly people not forgetting breathtaking scenery ငါတို့ခရီးတစ်ခုသွားခဲ့ရပေါ့နော် local foods တွေလည်းကောင်းတယ် and ခင်စရာကောင်းတဲ့လူတွေရောပဲနောက်တစ်ခုကကြတော့ဒီအရန်ကိုမှရင်သက်ရှုမောစရာကောင်းတဲ့ scenery တွေလည်းပါသေးတယ်နောက်ဆုံးတစ်ကြောင်းကကြတော့ this is where we keep all the books not forgetting magazine and newspaper ဒါကငါတို့စာအုပ်တွေတင်ထားတဲ့စာအုပ်တွေအကုန်လုံးတင်ထားတဲ့နေရာပဲ magazine နဲ့သတင်းစာတွေလည်းပါသေးတယ်ဒီစာကြောင်းကတော့ Cambridge Dictionary မှာလည်းပါတယ်ဆရာကြီးရေးထားတဲ့ content ထဲမှာလည်းသုံးထားတဲ့ဥပမာဖြစ်တယ်ပေါ့နော် so အဲ့ဆိုရင် not forgetting ကို apply တော့ဘယ်လိုသုံးလဲဆိုတာကိုသိသွားမယ်လို့ထင်တယ်အဓိပ္ပာယ်ကတော့ဒါလည်းမေ့ထားလို့မရဘူးဒါလည်းပါသေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရပါတယ် thank you bye bye